ချာနားလည်အောင်ရှင်းပြမယ်ယုံကြည်သူအလုံးကျမ်းစကားနဲ့ဖျားစကားကိုနားမလည်ရင်သင်တို့အလိန်ခံလိမ့်မယ်လောကမှာကျမ်းစာကိုကြိုင်ပြီးတော့မှဟောနေတဲ့လူ2မျိုးရှိတယ်ကျမ်းစကားနဲ့ဖျားစကားကျမ်းစကားဟောတဲ့သူတွေကဘ ഹു တုတတင်ရတယ်ဒါပေမဲ့တကယ်သိရေးရှင်ရေးမှာကျမ်းစာတွေပဲရှိထားပြီးတော့မှအသက်မရှိတဲ့အတွက်ကြောင့်သိရေးရှင်ရေးမှာသူတို့မကြော်လွှားနိုင်ဘူးကိစ္စတော်တော်များဒါပေမဲ့ဖျားစကားကြတော့ကျမ်းစကားနဲ့မတူဘူးကျမ်းစာကိုတက်ပြီးတော့ဟောတဲ့လူကကျမ်းစကားတွေကိုပြောတယ်ဒါပေမဲ့ဖျားစကားကိုပြောတဲ့သူကြတော့လူကိုပြောင်းလဲစေတယ်ဖျားစကားနဲ့ကျမ်းစကားဘယ်လိုခွာလဲဆရာရှင်းပြမယ်ကျမ်းစကားဆိုတာကကိုကကျမ်းစာတွေဖတ်ပြီးတော့မှသိရှိထားတဲ့ဟာတွေအလုံးသူများကိုပြန်ဝင်ခါဒါပေမဲ့သူတို့မှအဲ့ဒီကျမ်းစကားရဲ့တက်တွေသူတို့အထဲမှာမရှိဘူးဖျားစကားကြတော့ကို့အထဲမှာအရင်ဆုံးတက်တွေဖြစ်တယ်သူမနှက်ဖြတ်တော့မစိုးရိမ်နဲ့ဆိုတဲ့ကျမ်းပိုက်ဒီထဲမှာရှိတော်ညာလည်းပဲစိုးရိမ်နေတဲ့လူဟာဖျားစကားမဖြစ်သေးဘူးဖျားစကားဆိုတာအသက်ရှိတယ်ကျမ်းစကားနဲ့မတူဘူးကျမ်းစကားကြတော့ရေးထားတဲ့စာအဲ့ဒီရေးထားတဲ့စာကိုကနေပြီးတော့ငါအတွက်လို့ယုံကြည်ပြီးတော့မှပြဿနာတစ်ခုဖြစ်လာရင်အဲ့ဒီပြဿနာကိုအာယုံမဆိုင်ပဲငါမှာဖျားစကားရှိတယ်လို့ပြောပြီးတော့မှအဲ့ဒီဖျားစကားအပေါ်မှာလုံးဝညင်ဝတ်စွာနေပလိုက်တာတောက်ရမခတ်နေတော့ငါမှာဖျားစကားရှိတယ်ငါဖျားကိုယုံတယ်ဆိုတာဘာကိုယုံတာလဲဖျားစကားကိုယုံတဲ့သူကိုဖျားကိုယုံတယ်လို့ခေါ်တာဖြစ်တယ်ငါဖျားကိုယုံတယ်ပြောပြီးတော့မှပြဿနာကိုနီးကိုဟန်နဲ့ဖြေရှင်းတယ်ဖျားစကားအတိုင်းမဖြေရှင်းဘူးဆိုရင်အဲ့ဒါကဖျားကိုယုံတာမဟုတ်တဲ့အပြင်သူ့မှာတတ်တည်လည်းမရှိဘူး